င်္ဂလာပါကံရတဲ့ဟာအပြိုစင် The Virgin ကိုစားပြုပြီးစင်ကြယ်ခြင်းစနစ်ကြခြင်းနဲ့ဝေဖန်ပိုင်းခြားနိုင်ခြင်းတို့ရဲ့ပြောရုပ်ဖြစ်ပါတယ်အခြေခံချက်လက်များကတော့သင်္ကေတကညာဖြူပုံစံဓာတ်တဘာဝမြေဓာတ် Earth Element လက်တွေ့ဆန်ခြင်းတည်ငြိမ်ခြင်းအလုတ်ကြိုးစားခြင်းပါအစိုးရသောဂျိုဘုဒ္ဓဟူဂျို Mercury ဆက်သွယ်ရေးတွက်ချက်မှုနဲ့အသေးစိတ်ဂရုစိုက်မှုကိုအစိုးရပါတယ်အယောင်ကအစိမ်းရင်ရောင်အညိုရောင်နဲ့အဝါနုရောင်တဘာဝတရားနဲ့တည်ငြိမ်မှုကိုပြပါတယ်ပင်ကိုဇယိုက်လက္ခဏာများအနေနဲ့ကံရသည်ဖွားနေဆောင်ဖို့ကငါစမ်းစစ်သည် I analyze ဖြစ်ပါတယ်စနစ်ကြခြင်း perfectionism ဘယ်အလုပ်ကိုမဆိုအပြစ်ပြောစရာမရှိအောင်စနစ်တကျလုပ်တတ်ပါတယ်ဖြစ်စည်းတွေကိုနေရာတကျထားရတာအချိန်စရာနဲ့နေရတာကိုနှစ်ပတ်ပါတယ်အသေးစိတ်ဂရုစိုက်ခြင်းသူတစ်ပါးတတိမထားမိတဲ့အသေးဖွဲလေးတွေကိုတောင်ကံရသည်ဖွားတွေကမြင်တတ်ပါတယ်ဒါကြောင့်သူတို့လုပ်တဲ့အလုပ်ဟာအမှားယွင်းအလွန်နှဲပါတယ်လက်တွေ့ဆန်ခြင်းစိတ်ကူးရနေတာထက်လက်တွေ့ဘာလုပ်လို့ရမလဲဆိုတာကိုပဲအမြဲစဉ်းစားပါတယ်ကူညီတတ်ခြင်းသူတစ်ပါးကိုအကြံပေးရတာလိုအပ်တာတွေဝိုင်းဝန်းလှုပ်ဆောင်ပေးရတာကိုဝါသနာပါပါတယ်ကောင်းကျိုးနဲ့အားတာချက်များအနေနဲ့အသိဉာဏ်ထပ်မြက်ခြင်းပြဿနာတစ်ခုကိုအပိုင်းပိုင်းခွဲပြီးအဖြေရှာရမှာအလွန်တော်ပါတယ်ယုံကြည်စိတ်ချရခြင်းတာဝန်ပေးလိုက်တဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးတတ်လို့အားကိုးရသူတွေဖြစ်ပါတယ်ကျမ်းမာရေးဂရုစိုက်ခြင်းကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စားတောက်နေထိုင်မှုကိုအမြဲသတိထားတတ်သူတွေပါစိုးကျိုးနဲ့အားနည်းချက်များအနေနဲ့ဝေဖန်လွန်းခြင်းကိုတော့သူတစ်ပါးကိုပါအမြဲအပြစ်ရှာနေတတ်ပါတယ်စိတ်တိုင်းမကြဖြစ်လွယ်ပြီးတခါတလေလူအများနဲ့အစမပြေဖြစ်တတ်ပါတယ်စိုးရင်စိတ်များခြင်းအသေးဖွဲကိစ္စလေးတွေကစားအကျိုးအပြစ်တွေအများကြီးလျောက်တွေးပြီးစိတ်ဖီစီနေတတ်ပါတယ် ADA ဆက်နိုင်ခြင်းခံစားချက်ထက်ဦးနောက်ကိုဦးစားပေးလွန်းလို့တစ်ဖက်လူကကိုယ့်ကိုအေးဆက်နိုင်တယ်လို့ထင်မြင်စေနိုင်ပါတယ်အချစ်ရေးနဲ့လူမှုလေးရအနေနဲ့အချစ်မှလည်းစံနှုံးတွေမြင့်တတ်ပါတယ်ပေါ့ပြတ်မတွဲပဲကိုယ့်ဘောနားလေပြီးစိတ်ချရတဲ့တူကိုပဲရွေးချယ်တတ်ပါတယ်လိုက်ဖက်တော့ယာဒီများကတော့ပြေးတယာဒီ Taurus မကာယယာဒီ Capricorn တို့လိုမြေတက်ချင်းတဲ့နဲ့အလွန်လိုက်ဖက်တယ်လို့ကရကတ်ယာဒီ Cancer နဲ့လည်းနားလည်မှုရရှိနိုင်ပါတယ်ရရနဲ့အကြံပြုချက်အနေနဲ့ကတော့ကံရာဒီဖွားတွေစိတ်ရှုံထွေးနေရင်ဒါမှမဟုတ်အလောကအကိုင်းတွေပိတ်ဆို့နေရင်ဗုဒ္ဓဟူးနေတိုင်းဖျားမှာအစိမ်းရောင်ရှိရဲ့တစ်ရွက်တစ်ခက်ဥပမာတပြေညွတ်ကတ်လူပါတရိษံများကိုအစာကျွေးပါအထူးသဖြင့်ငုတ်တွေကိုအစာကျွေးခြင်းဒါမှမဟုတ်လွတ်ပေးခြင်းကမိတ်ဆွေရဲ့ကန်စာတာကိုပွင့်စေပါတယ်တစ်ပင်ဆိုင်ပါမြေတဲ့ရှင်ဖြစ်လို့တစ်ပင်ပန်းပင်လေးတွေစိုက်ဖြိုးပြူစုခြင်းကမိတ်ဆွေရဲ့စိတ်ဖြီးစည်းမှုကိုရော့ချစေပြီးစွမ်းရင်တစ်တွေရစေပါတယ်။ဆောင်းရအနေနဲ့အစိမ်းရောင်ဒါမှမဟုတ်စိမ်းပြာရောင်အသုံးဆောင်များကိုသုံးပါ။အကြံပြုချက်ကတော့မိတ်ဆွေဟာကံရာဒီခွာဆိုရင်မိတ်ဆွေရဲ့စနစ်ကြမှုကမိတ်ဆွေကိုအောင်မြင်စေမှာပါ။ဒါပေမဲ့လောကကြီးမှာပြီးပြည့်စုံခြင်း perfection ဆိုတာမရှိဘူးဆိုတာကိုလက်ခံပြီးကိုရောသူတစ်ပါးကိုပါနည်းနည်းတော့ရှော့ပေါ့ပေးနိုင်ရင်ပိုပြီးပျော်ရွှင်ရပါလိမ့်မယ်ဗျာအစာအရာအဆင်ပြေလို့ကိုစိတ်နှစ်ပါးကြားမှာချမ်းသာပါစေလို့စန္ဒပြုလိုက်ပါတယ်နော်